တိန်တောင်းချီတန်းကိုပိုင်ကျောင်းဆောင်ကြီးပိုင်ဆိုင်ကစာတင်သာကိုရင်လေးတွေကိုထောက်ပံ့နေပြီဖြစ်တဲ့ကိုရင်လေးရှင်ဥတ္တမသာရကိုရင်လေးရှင်ဥတ္တမသာရကတော့ဝကြိုကလေးရွယ်နဲ့တရားဟောကောင်းလွန်တာကြောင့်ဆိုရှယ်မီဒီယာမှာနာမည်ကြီးအောင်မြင်လာခဲ့တာပါကိုရင်လေးရှင်ဥတ္တမသာရကအရွယ်နဲ့မလိုက်အောင်တရားဟောကောင်းတာမို့အနုပညာရှင်အတိုင်းဝိုင်းကအစကြီးညိုလေးစားကြပါတယ်။အစာပိုင်းမှာတော့ကိုရင်လေးအရွယ်နဲ့တရားဟောတာမတင်တော်ဘူးဆိုပြီးကန့်ကွက်သူတချို့ရှိပေမဲ့ကိုရင်လေးကိုယုံကြည်ကိုယ်ွယ်သူကများလာတာမို့နာမည်ကျော်ကြားလာခဲ့ရပါ။ကိုရင်လေးရှင်ဥတ္တမသာရကကိုရင်ဝိရင်ကနေရတပ်ပံဝတ်ဖြစ်သွားတာပါ။ပုံမှန်အတိုင်းစာတင်တာတယောက်အနေနဲ့စာတင်ကျောင်းတိုက်မှာနေထိုင်တာပါ။ဒါပေမဲ့တခြားကိုရင်လေးတွေနဲ့မတူဘဲကြိုးကြားတာကြောင့်ပြေပကိုလည်းအမြဲလိုတရားဟောပေးနေရတာပါ။ပြည်ပနိုင်ငံကအလူတရီကမာရီပါကိုကွယ်နေသလိုပြည်တွင်းမှာလည်းကိုကွယ်အတူများလာတာမို့ကိုရလေးကကိုပိုင်ကျောင်းဆောင်ဆောက်ဖို့လုပ်ခဲ့ပါတယ်။ကျောင်းဆောင်အတက်တကူစောက်တော့မယ်လို့တရင်လွှဲလိုက်တာနဲ့လာလူကြားတဲ့အလူရှင်တွေကလည်းအများပြားကိုရှိပါတယ်။ကိုရလေးမှာမြေပအရင်တွေရှိပေမဲ့ကိုရလေးဘဝမှာလိုအပ်တာတွေလူတန်းဖို့ဝေစာမိခင်တွေလည်းရှိပါတယ်။ဘုံမှုမိသားစုကဝေစာမိဘတွေအနေနဲ့ခံယူထားကြတာဖြစ်ပါတယ်။ဝေစာမိခင်တွေကလည်းကျောင်းဆောက်ဖို့အတွက်မတီလူတန်းကြတာပါ။ကိုရင်လေးကလည်းတရားဟောလို့ရှားသမျှအလူငွေတွေအားလုံးကိုကျောင်းဆောင်နေတဲ့ကိုရင်လေးကလည်းတရားဟောလို့ရသမျှအလူငွေတွေအားလုံးကိုကျောင်းဆောက်တဲ့ထဲပါတယ်။ဒါကြောင့်မို့လပိုင်းအတွင်းမှာပဲကြီးကျယ်တဲ့ကျောင်းဆောင်ကြီးကိုဆောက်လုပ်ပြီးစီသွားခဲ့ပါတယ်။ဒါကြောင့်မို့မတ်လ29ရက်နေ့မှာကိုရင်လေးရှင်ဥတ္တမသာရကရေစက်ချအလူမင်္ဂလာကျင်းပခဲ့ပါတယ်။အခုလိုကျောင်းဆောင်ကြီးအမြင့်ဆုံးပြည်စီသွားဖို့အတွက်လည်းထိုင်းနိုင်ငံရောက်မြန်မာတွေကအများဆုံးလူတန်းထားကြတာဖြစ်ပါတယ်။ကိုရင်လေးရဲ့ကျောင်းဆောင်မှာတခြားစာတင်သားကိုရင်လေးတွေကလည်းတည်င်းသုံးနေကြတာပါ။ဆရာတော်တွေလည်းတည်င်းသုံးနေကြတာဖြစ်ပါတယ်။စန်ဒေးအိတ်ကို3ရက်လောက်သာခံကားလိုအပ်တဲ့စားစီတွေကိုလည်းကိုရင်လေးရဲ့အလှငွေတွေနဲ့သာလူတန်းသုံးစရာဖြစ်ပါတယ်။ကိုရင်လေးကလာလူကြတဲ့အလူရှင်တွေရဲ့အလှငွေတွေကိုကိုတူရအောင်တခြားနေရာတွေမှာလည်းပြန်လူပေးပါတယ်။သွားလာရခက်ခဲနေတဲ့လမ်းတွေဆိုရင်လည်းကိုရင်လေးကပြုပြင်ပေးတယ်လို့တရားတွေနဲ့ရေတွင်းတွေလည်းလူတန်းပေးနေပါတယ်။လက်ရှိကိုရင်လေးရဲ့နေမှာရောက်တော့ဆရာလေးကအနီးကပ်နေရဖြစ်ပြီးလမ်းပြောင်းဆုံးမနေရပါ။ဆရာလေးကကိုရင်လေးကျောင်းဆောင်ဆောက်ဖို့အတွက်လည်းကိုရိုင်းစီစဉ်ထားခဲ့တာပါ။ကိုရင်လေးကလက်ရှိမှာအသက်15နှစ်အရွယ်သားရှိသေးရဖြစ်တယ်လို့ခန္ဓာကိုယ်ကလည်းပပွင့်ပြူတာမို့ဘေးနားမှာဦးစီးဦးဆောင်လုပ်ပေးမဲ့သူလိုအပ်ပါတယ်။ဒါကြောင့်မို့ရောက်ကော်ဆရာလေးကကိုရင်လေးရဲ့ဖျားပွဲတွေကအစစီစဉ်ပေးနေရပါ။ကိုရင်လေးကငယ်သေးတာမို့ကလေးတစ်ပါးဝအစောမက်တာမျိုးတွေရှိပါတယ်။ကျောင်းရည်စက်6ဝင်းမှာတက်ချမ်းလာဆိုပေးတဲ့ဖြူဖြူထွေးနေဆိုရင်လေရေပွေးပြစ်နေထိုင်စော်နေကြပါဒါပေမဲ့ကိုရင်လေးကစောရာမျိုးတွေသိမလို့တော့ပဲတက္ကမတွေကိုတရားဟောပေးဖို့အတွက်လဲစာပေတွေကိုပို့ပြီးတော့စူးစမ်းသင်ယူသွားမှလို့မိသားထားပါတယ်ကိုရင်လေးရှင်ဥတ္တမသာရကိုရင်လေးဘဝနဲ့ကိုပိုင်ကျောင်းဆောင်ကြီးပိုင်ဆိုင်လာရကကိုကွက်တူအများပြားရှိသူအဖြစ်တနေ့ထက်တနေ့ပုံမကြောကြလာခဲ့ပါပြီပိတ်သက်ကြီးအနေနဲ့ရောကိုရင်လေးရှင်ဥတ္တမသာရရဲ့တရားတော်တွေကိုနာယူခြင်းလားဆိုတာပြောပြခဲ့ပါဦးရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျမတို့ page လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရတဲ့အကြောင်းအရာများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အသစ်သစ်သောတွေတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပေးခလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်